သွားနေကိုတော်တော့မှလိုက်တော်မယ်ဆိုစာကြီးမပြတ်ဘူးပေါ့အဲ့ဒီကိုတော်ပေါ့နော်နောက်ပြီးတော့လည်းညီနမ်းမတော်မယ်နုကိုအမတန်ထင်ရှားပါတယ်ဒါကတော့ကျွန်တော်တို့ဒီခေတ်မှာလည်းနမ်းမတော်မယ်နုနဲ့အမတန်နီးတဲ့အန်တီကြီးတွေရှိပါတယ်အဲ့လိုအမတန်ဝင်ပြီးတော့ဗောလေတွင်ကျဲပြီးဆွာကျဲအန်တီကြီးတွေရှိပါတယ်အဲ့ဒါသူကဲဆွာကျဲအန်တီကိုသူပြောတယ်တပည့်တော်ခုသွားတော့မဲဟိုမှာတပည့်တော်လေဘင်းကိုနင်းတော့မယ်ဘာနဲ့နင်းမလဲမသိဘူးဆိုအဲ့လို applause လာတဲ့ခါမှာ just for a minute ခဏလေး just for a second ခဏလေးနားပေးရမယ်ဆိုတာကျွန်တော်လူမသိပဲကျွန်တော်သင်ထားတဲ့ဆရာတွေကကျွန်တော်ကိုသင်ထားပါတယ်ခင်ဗျာအဲ့ဒါပေါ့လေအဲ့ဒီဒီကျွန်တော်အဲ့ဒါပေါ့လေဟိုဘလောက်လို့မဖြစ်ပါဘူးလို့ကျွန်တော်ဘလောက်တော်ပြောချင်တာတော့ဒါပါပဲခုနအုတ်ကျောင်းဆရာတော်ကဒါပါပဲအဲ့ဒီရေပလားတဲ့ဟိုအဲ့ဒီဘယင်ကြီးနဲ့ဘယင်မရှိမှရေထက်လိုက်တယ်ထက်ပြီးတော့ဟောဒီမှာကြည့်ကြဘယင်ဆိုတဲ့လူဘယင်မဆိုတဲ့လူဘယ်တော့မှဘယ်လိုကနေတန်နေရမှာပါလာတဲ့အတွက်ဘယင်နဲ့ဘယင်မဖြစ်တယ်ဆိုတာနင်တို့တခါတည်းသိကြဆိုပြီးတော့သူတို့ဆိုဘဝင်မြင့်နေမှာဆိုလို့သူတို့ကအစင်လာဘယ်တော့မှဒီနေရာဖယ်တာမဟုတ်ဘူးအဲ့တော့ဒိန်းဆိုဒိန်းဆိုအဲ့မှာတော့လွတ်လိုက်တယ်လွတ်ပြီးတော့သူ့မြီးလေးကအရန်မြောက်လျှော့အောင်ဆော့တယ်မြီးမြောက်လျှော့အောင်ဆော့တာကျွန်တော်နိုင်ငံမှာရှိပါတယ်အစင်လာရှိပါတယ်ကျွန်တော်နိုင်ငံမှာမြီးကဖွားရဲ့အသေးဖြစ်နေတယ်အဖိုးရဲ့အသေးဖြစ်နေတယ်အဲ့ဒီအဖိုးနဲ့အဖွားငကြောင်ကြီးဆိုသွားပြီပဲငပေါ်မကြီးဆိုသွားပြီပဲဒီမှာတော့ဘယင်နဲ့ဘယင်မပေါ့လေအစင်လာပေါ့ဒါကျွန်တော်တို့မမဒါပဲဂုံလုံးနေရတာဒါပဲဂုံလုံးနေရတာအဲ့ဒီမြောက်ကလေးကဒီကလေးကဘယ်သူလဲကွာအသွင်တင်အထုံးမှမရှိဘူးလားဆိုတော့အဲ့လိုပြန်ပြောဟောက်ရဲတာပြောရဲတာပေါ့လေ comment ချက်ချင်း comment ပေးရဲတဲ့ဥစ္စာကဒီအုတ်ချောင်းဆရာတွေပဲရှိပါတယ်အဲ့တော့ तू ကခုနရေကိုကြီးဒီမှာကြည့်တယ်ဆိုရေကိုပြတော့အဲ့ဒါလောက်ပဲမင်းတို့ရမယ်တဲ့မင်းတို့အခုဘလောက်လှူဟဲ့လောက်ပဲရမယ်ဆိုတော့အထက်မှာရေမရှိပါဘူးဒါကိုနားလေရမှာကညံသိရမယ်ဘယ်လိုသိရမလဲရေတော့မရှိဘူးအထက်မှာစိုးနေတယ်အစိုးဓာတ်ကလေးကြံနေတယ်ဒါပဲရမယ်ဆိုတော့ပြစ္ဆုတ်ပါမှာကျွန်တော်ဘလောက်စူးစမ်းကျွန်တော်အဲ့လောက်ပဲရနိုင်မှာတယ်ကျွန်တော်မှာတိကျဂုံကြီးရှိပါတယ်ကျွန်တော်ဟာလက်တီးမှာကျွန်တော်တို့ဒါဂီတနဲ့လက်တီးလို့ခေါ်ပါတယ်လက်တီးမှာကျွန်တော်ဟာ virtuoso ပါကျွန်တော်ရဲ့ဒါရက်တည်တဲ့ကိစ္စပါဒါကျွန်တော်ရဲ့ဟိုဘယ်မှမျက်နှာမငယ်တဲ့ကိစ္စပါဒါပေမဲ့အဲ့လောက်နဲ့မရပါဘူးဒီရုပ်ရှင်နောက်ခံတက္ကိတဆိုတဲ့ဥစ္စာကဒီလိုတယောက်တည်းတီးလို့မရပါဘူးအားလုံးကောင်းလို့ပါရုပ်ရှင်နောက်ခံတက္ကိတဆိုတဲ့ဥစ္စာကနိုင်ငံတော်အဟောင်းဖြစ်အသစ်ဖြစ်မဟောင်းတဟောင်းအသစ်မသစ်ဖြစ်တီးသလိုပဲအားလုံးကောက်မှရတာပါခင်ဗျာအဲ့ဒီအတွေ့ကျွန်တော်တန်ရာကပါလာတဲ့အတွက်ကျွန်တော်ကို1999တုန်းကအကယ်ဒမီရဖို့အတွက်ကြိုးစားပေးခဲ့တဲ့ပေါ်လေကိုကြီးဆိုလေသူစီရနာကောက်တဲ့မဖော်နိုင်ခဲ့ပါဘူးဒုတိယကျွန်တော်ကိုအခုနကျွန်တော်ကိုလာပြီးတော့နှုတ်ဆက်တဲ့လူကောင်သေးသေးလေးပေါ့လေလူကောင်သေးသေးလေးကဘယ်လို့မှမကြည့်နိုင်ဘူးမကြည့်တော့ तू ကပညာကြီးပါတယ် तू မှာပဋိပန္နဉာဏ်ကြီးတယ်ကြည့်တော့ तू ကလူကမကြည့်ဘူးပညာကြီးတယ်အဲ့တော့ तू ကဘာမှထပ်ကြည့်လို့မရတော့ तू ကအင်းကြီးအဘွားအမြဲတမ်းကွတ်တယ်နောက်ပြီးတော့သူ့ကို तू မကြည့်အောင်နှခမ်းမွေးတက်အဲ့ဒီခင်မောင်ကြီးသူ့အကယ်ဒမီရပြီးတောင်းတဲ့မနေ့ကိုသူ့အိမ်ကိုသွားပြီးအောက်ကနေကြိုးဆွဲတာကျွန်တော်ပါခင်ဗျာကျွန်တော်တို့မှမရှိပါဘူးအဖိစာမစ္စရိယမရှိပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒီသူရတဲ့ကားဟာကျွန်တော်ကိုအရင်အပ်တာပါဒါပေမဲ့ကျွန်တော်မှလည်းအားလုံးဟာအပြစ်ကလေးတွေရှိနေတဲ့အတွက် filthy ကတော့ကျွန်တော်နည်းနည်းလေးကျွန်တော်ကိုကြည့်ပါကျွန်တော်ဂီတမှုတွေထဲမှာဆိုရင်ကျွန်တော်ရှေ့ပါလေကျွန်တော်ရုပ်ရည်နဲ့ကျွန်တော်ပုံမျိုးမရှိပါဘူးကျွန်တော်နောက်မှာလဲကျွန်တော်နောက်ကတီးနေတဲ့ကျွန်တော်အသက်အရဆက်မယ်ဆိုရင်ကျွန်တော်ပထမပေးခဲ့တဲ့ကလေးတွေကအခုနည်းနည်းအတန်ကျဲနေပါလေသူရှေ့ပါဆိုမောင်လာအေးရှိတယ်သူရှေ့ပါဆိုရင်ဘုဒ္ဓထွန်းညွန့်ရှိတယ်သူတို့ကကျွန်တော်ရဲ့ဉာဏ်နဲ့
velocity နှုံးကိုမပြီးသေးပါဘူးသို့တော့ကျွန်တော်ကအသက်ကျွန်တော်သမီးအကြီးက48နှစ်ပါနောက်2နှစ်ဆိုရင်ကျွန်တော်သမီးကြီးက50ပါကျွန်တော်က80ပါကျွန်တော်အသက်ကအခုຫນွေပေါက်တာနဲ့80ကိုနင်းပါပြီကျွန်တော်အဲ့တော့ကျွန်တော်ကိုယ့်အမြင်ကပြောတယ်တွဲမဲ့ခလေးခေါ်လာပါတယ်ကျွန်တော်ကဘာမှမလုပ်ပါဘူးခင်ဗျာအေးစေးပါပါလိဟုတ်ပြီဒီတော့ကျွန်တော်အမူအရာတွေများမချစ်လက်ဖူးပါညာဆိုရင်ခွင့်လွတ်ပါကျွန်တော်ပြောချင်တာကျွန်တော်တော်တာကတော့တော်နေတာပဲကျွန်တော်2005ခုနှစ်မှာကျွန်တော်2005ခုနှစ်မှာကိုပွားရဲ့မင်္ဂလာပါဘူးကျွန်တော်စတီးပါတယ်အဲ့ဒီ2005ခုနှစ်နဲ့အခု2013နဲ့ဂျားမှာကျွန်တော်ဘာမှမတီးပါဘူးတခြားဟာပဲတီးပါတယ်ဘာမှမတီးပါဘူးကျွန်တော်စံညာမတီးပါဘူးကျွန်တော်လို့ရှိရင်မတီးပါဘူးဒါပေမဲ့ကျွန်တော်ပြန်တီးတဲ့ခါမှာဒီလိုထွက်ပါတယ်ကျွန်တော်ကြောင့်မဟုတ်ပါဘူးကျွန်တော်ပြောပါတယ် just surfing on that easy matter ဒီလိုလွယ်အောင်လှုပ်ထားတာကကျွန်တော်ကျွန်တော်ကိုဒီပညာသင်ထားပေးတာမဟုတ်ပြီမလို့ကျွန်တော်တို့ကောင်းကောင်းလေးပညာပေးနိုင်တဲ့ပကြီးစိုးဖို့အဲ့တော့သူကောင်းလို့သူ့ရဲ့ဇာကာအခင်းချင်းသူ့ရဲ့အယုတ် rhythm လေးအရန်ကောင်းတဲ့အတွက်အတန်ကိုပိတ်ကြည့်ရင်အယုတ် rhythm အတန်ဖွင့်ကြည့်ရင် dialogue တွေ retort တွေအဲ့ဒါတွေအားလုံးကအရန်အခင်းချင်းတွေကောင်းတဲ့အတွက်ကျွန်တော်ကလှိုင်းစည်းတယ်လို့အပြားလေးနဲ့လှိုင်းစည်းတယ်လို့ကျွန်တော်ကအိပဲနဲ့လိုက်ယုံပါပဲသိပ်ဘာမှခက်တာမဟုတ်ပါဘူးခင်ဗျာဒီကမှကျွန်တော်တကယ်ကျေးဇူးရှင်အစ်စ်တရားအဲ့ဒီပုံကိုယ်တွေဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ငွေကိုရေလိုသုံးတဲ့အလားကျွန်တော်မတရားဖြုံးခဲ့ပါတယ်အဲ့ဒီအတွက်လည်းတောင်းပန်ပါတယ်ဘသူကိုလည်းပတ်စံနေဘယ်ကရမှန်းမသိဘဲနဲ့ပတ်စံနေသိမ့်ဖို့နေရာမရှိတဲ့လူကျွန်တော်တို့ကပတ်စံကိုရှာလို့မရတဲ့လူသူတို့ကသိမ့်ဖို့နေရာခက်နေတဲ့လူပိုက်ဆံထားဖို့နေရာတွေလိုက်သိမ့်မှရမယ်လူအဲ့ဒီလူကဘာတူလဲဆိုတော့အဲ့ဒီဟုတ်ကဲ့ရှင်ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲဆိုတာဒီနှစ်ကစတင်ပြီးရုပ်ရှင်လောကသားများအားလုံးစုယုံနဲ့လောက်ကင်ဆောင်ရွက်ခဲ့တာဖြစ်လို့အားလုံးရဲ့ရင်ထဲမှာအပျော်တွေများနေလို့အခုလိုမျိုးစူညံတန်လေးတွေဖြစ်သွားတာဖြစ်ပါတယ်ရှေ့ကျမတို့ကြောက်အားပေးတဲ့ဧည့်သည်တော်လူကြီးမင်းများနားလည်ခွင့်လွှတ်ပေးပါရှင်ဆက်လက်ပြီးတော့အားပေးပါအောင်ရှင်ဟုတ်ပါတယ်ကျွန်တော်တို့အမူအရာများမချစ်လက်တာရှိရင်ခွင့်လွှတ်ပေးပါခင်ဗျာကျွန်တော်တို့အမူအရာမချစ်လက်တာရှိရင်ခွင့်လွှတ်ပေးပါကျွန်တော်ရှင်ဘောလူကျောင်းသားဖြစ်ပါတယ်ကျွန်တော်မဟာဝိဇ္ဇာ password credit ဖြစ်ပါတယ် in order of merit first place ဖြစ်ပါတယ်ကိုကြီးကိုဆက်လက်ပြီးတော့စုချီးမြှင့်စရာကြံပါသေးတယ်အကိုကြီးကိုဆက်လက်ပြီးတော့ချီးမြှင့်မှုအတွက်ကျွန်တော်တို့ဥက္ကဋ္ဌကိုလူမင်းကိုစင်မော်ကိုကြော်ရဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဒါပါပဲဟုတ်ပါပြီဆက်လက်ပြီးချီးမြှင့်ပေးပါရဲ့ရုပ်ရှင်စီဥက္ကဋ္ဌကိုလူမင်းအားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ရှင်ချီးမြှင့်ပေးမယ့်ဆုတွေကတော့အများကြီးပါပဲရှင် main sponsor ဖြစ်တဲ့ Alpine ကလည်းပေးအပ်မှာဖြစ်တယ်လို့ co-sponsor ဖြစ်တဲ့အကိုကြီး ARI ဘဏ်ကလည်းပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအန်ကယ်ဆုထရပါအောင်မယ်ရှင်အကယ်ဒမီဂီတာမိုးစံပြတင်ဝင်လိုက်အတွက်အတိုင်းတော်ရည်သမရွှေရင်တို့ထပ်မံထပ်ဆောင်ချီးမြှင့်တာဖြစ်ပါတယ်ခင်ဗျာကိုစပွန်ဆာဖြစ်ပါဝင်တဲ့ ARI ဘဏ်ကလည်းငွေပေးချေကပ်ထပ်မံချီးမြှင့်မှာကြောင်းကြေညာအပ်ပါတယ်ရှင်ကျေးဇူးတင်စကားကိုပျော်ရွှင်တက်ကြွရင်ခုန်စွာပြောကြားသွားပါတော့အကယ်ဒမီဂီတာမူစန္ဒယာတင်ဝင်းလိုက်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါမမိုးကြီးကျွန်တော်တို့နောက်ထပ်ရင်ခုန်စရာကောင်းတဲ့ဆုတဆုကိုထပ်မံ
ကြီးညာခြင်းပါတယ်ခင်ဗျာ ကိုရင်လေးအကယ်ဒမီဆိုတာတကယ်ကိုနှက်ကြီးတာပဲနော်ဒီစုလေးကိုပိုက်လိုက်ရတဲ့အခါမှာရင်ထဲကပီတိတွေကဘလို့မှတားဆီးလို့မရနိုင်အောင်များပြားရှံထွက်လာတတ်ပါတယ်နောက်ထပ်ပီတိတွေဝေဖြာမဲ့အကယ်ဒမီစုရှင်တဦးကိုကျမတို့ကြီးညာပါဦးမယ်ဒီစုကတော့အမျိုးသမီးဇက်ပို့စုဖြစ်ပါတယ်